ဂျပန်အာဏာတော်လက်ရေးစီအတင်းနဲ့ဘလူးလော့အတင်းတို့ရဲ့ခြေစမ်းပွဲအပြီးမှာဆရာအုံမိုးခက်ကကျွန်တော်တို့ရဲ့ကစားသမားတိုင်းစီကိုနားရက်နှစ်ပတ်ပေးခဲ့ပါတယ်။အားလေးရက်လေးအတွင်းမှာမရတာကြာပြီဖြစ်တဲ့လွတ်လပ်မှုကိုရှီဘူယာမှာအီဇာဂီကသူ့ရဲ့တငယ်ချင်းတွေနဲ့အတူအချိန်ကုန်ဆုံးဖို့ဆုံးဖြတ်ခဲ့ပါတယ်။ချိန်ထားခဲ့တဲ့ကော်ဖီဆိုင်မှာတော့ဘာချီရာနဲ့ဆန်နီမမလေးတို့ပဲရှိသေးတာမလို့အီဇာဂီကကျန်တဲ့သူရောဘယ်မှာလဲလို့မေးကြည့်တဲ့အခါမှာဆန်နီမမလေးကရိုက်ချီနဲ့အီမိုနီကိုတို့ကိုခေါ်ခဲ့ပေမဲ့မလိုက်တာဖြစ်ကြောင်းဟီရီကလည်းဒီနေရာနဲ့အရန်ဝေးတာမလို့မခေါ်ခဲ့တာဖြစ်ကြောင်းပြောပြပါတယ်။ဘာချီရာကလည်းအီဂါဂူရီနဲ့တော်ရင်သားလေးမောင်ကာကာတို့ကိုခေါ်ခဲ့ပေမဲ့အီဂါဂူရီတယောက်ကတော့ဘုန်းကြီးเจ้าမှာကူလုံနေရတာဖြစ်ပြီးတော့တော်ရင်သားလေးကတော့ဂူအောင်နေခဲ့တာဖြစ်လို့အဆက်အသွယ်မရခဲ့ပါဘူး။ကူနီဂါမီကိုလည်းလာခဲ့စီချေပေမဲ့ဖုန်းနံပါတ်မရှိတာမို့မခေါ်ခဲ့ရပြန်ပါဘူး။ဘာချီရာကအီဆာဂီမင်းဘသူ့ကိုခေါ်ခဲ့လဲလို့မေးတဲ့အခါမှာအီဆာဂီကနာဂီကိုခေါ်ထားတယ်လို့ပြောနေချိန်မှာပဲမက်ဆေ့ချလာပါတယ်။အားလုံးကပြင်ဆင်ပြီးလို့ရောက်နေကြချိန်မှာဆရာကြီးကတော့အခုမှနိုးတာပဲဖြစ်ပါတယ်။တစ်ချိန်လုံးဘလူးလော်ထဲမှာနောက်ယုံခဲ့ကြရတာမလို့ပြင်မလူလက်မှုဆိုတာကြီးကိုလည်းအလွမ်းကြီးလွမ်းနေခဲ့ကြပါတယ်။တိုက်စစ်မှုတွေနဲ့ကြည့်ပဲဖွဲ့စည်းထားတဲ့အကြောင်းသားဘောလုံးအသင်းလေးကဂျပန်လက်ရေးစဉ်ဘောလုံးအသင်းကိုနိုင်ယူခဲ့တဲ့အီဆာဂီတို့အသင်းဟာလည်းမီဒီယာအနှံ့မှာဟိုးလေးတွေကြော်ဖြစ်လို့နေပါတယ်။ဘလူးလော်ဆိုတာဂျပန်နိုင်ငံဘောလုံးလောကရဲ့အနာဂတ်ပါပဲ။သူတို့လေးကကျွန်တော်ယုံကြည်ခဲ့တဲ့လမ်းကိုရှောက်လန်းခဲ့ကြတာပါ။ပိုက်ဆိုင်ကလွဲပြီးတော့ဘာမှမမြင်နိုင်အောင်သာမကဘလူးလော့ project ကြီးတစ်ခုလုံးကိုပိတ်သိမ်းဖို့အထိကြံစည်ခဲ့တဲ့ဂျပန်ဘောလုံးဥက္ကဋ္ဌဦးငွေခင်ကြီးကအခုလိုနာမည်ကောင်းတွေဝေယူနေရမြင်ရတော့အီဆာဂီတို့ကဟာဟာရီရဲ့ပဲပေးပါတယ်။ကိုယ့်ရဲ့ကံကြမ္မာကိုကိုယ့်ရဲ့သွင်းကိုနဲ့ကိုယ်တိုင်ပြောင်းလဲခဲ့ကြတဲ့အီဆာဂီတို့ရဲ့အနေထားဘလူးလော့ကိုစတင်ဝင်ရောက်ခဲ့တုန်းကအနေထားနဲ့အားလုံးကွဲပြားလို့နေပါတယ်။ရုတ်တရက်သူတို့နဲ့မလမကတ်တဲ့နေရာမှာအီဆာဂီတို့ကသူတို့ရဲ့တငယ်ချင်းတချို့ကိုတတိထားမိလိုက်ပါတယ်။ရှီဘူယာမှာတွေ့ဖို့ချိန်ထားခဲ့တာအီဆာဂီတို့တင်မယ်မဟုတ်ပါဘူး။တထေးသားလေးမော်ဒယ်ပိုင်းကိုလောရှိဂီဂါချက်ခါရာဆုနဲ့အိုတိုယာတို့ကလည်းရောက်နေခဲ့ကြပါတယ်။အီဆာဂီတို့လိုဂလေးကချေကောင်တွေမဟုတ်တဲ့အတွက်ကြောင့် stock share အကြောင်းရှေးရေးအကြောင်း fashion အကြောင်းနဲ့မိမကိစ္စတွေကိုတယောက်တစ်ပေါက်စီပြောနေခဲ့ကြပါတယ်။အကုန်လုံးလဲစုံပြီးဖြစ်တာကြောင့်အားလုံးတူတူထွက်လဲကြဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။တထေးသားလေးကတော့သူ့ချစ်ချစ်လေးနာဂီကိုမတွေ့တာကြောင့်အီဆာဂီကိုမေးကြည့်တော့အီဆာဂီကနာဂီကအိယာထားနောက်ကျတာမလို့နောက်ကျမှရောက်လိမ့်မယ်လို့ပြောနေတော့နာဂီကြီးက message ကြလာခဲ့ပါတယ်။ message ထဲမှာတော့နာဂီကဂိမ်းဆက်တွေ့လို့ခဏဝင်ဆက်အောင်မယ်လို့ပြောပါတယ်။ဒါကတော့တရားလုံတော့ပြီမလို့အီဆာဂီတို့ကလည်းကိုယ်တိုင်ပဲသွားခေါ်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ဘယ်ကလေးကစောင့်နေမှမသိပေမဲ့16ပွဲဇက်တိုက်အထိနိုင်ရထားမှု run နေလဲတော်တော်မြင့်နေပါပြီ။ဂိမ်းဆိုရင်ထမင်းလို့ဟင်းလို့ယူတတ်တဲ့နာဂီကိုအီဆာဂီတို့ကိုယ်တိုင်ပဲဂုတ်ကဆွဲခေါ်ခဲ့ကြပါတယ်။ရှီဘူယာအနံ့အရှုံးစမိုးအပြည့်နဲ့ဂိမ်းပေါင်း900ကျော်ကိုဆွဲခဲ့ကြပြီးကာရာအိုကေဝင်ဆိုဖို့အလုပ်စုံတဲ့တွဲရစကားများနေခဲ့ကြပါတယ်။အချိုးမပြေအောင်သာမကဆွဲလာရန်လာပါလုံနေတဲ့ဘဲကြီးတပွေကတော့နေထုနဲ့ညီမလာထုနိုင်ရဲ့လက်ဝါးစာရလိုက်ပါတယ်။ထိုဘဲကြီးကတော့ဂျပန်အာနာတနီလက်ရေးစဉ်အသင်းကောင်းဆောင်အိုလီဗာအိုက်ကူပဲဖြစ်ပါတယ်။သူတို့အသင်းကလည်းအီဆာဂီတို့လိုနားရခဲ့တာမလို့အိုကေမာလာဆိုပြီးနေကြတာဖြစ်ပါတယ်။ပါရမီရှင်အီတိုရှီစာရဲ့အကူအညီနဲ့တော့မှဒူကြီးရလူဖြစ်နေပြီးဆုံးသွားခဲ့ပြီးတော့လက်ရေးစဉ်ဘွားကနေပါဘုံပြောက်တော့မှမလို့အီဆာဂီတို့အသင်းကိုလည်းတင်းနေမိပါတယ်။နှစ်ဖက်အခြေအနေကထိုးပွဲမဖြစ်အောင်တင်းမာနေတာမလို့အိုလီဗာအိုက်ကူကိုယ်တိုင်ကပဲချစ်ရင်အနေနဲ့တဝိုင်းလိုက်ကြီးဘိုလင်ပစ်ဖို့နှစ်ဖက်သဘောတူဆင်ခေါ်ခဲ့ကြပါတယ်။အီဆာဂီတို့ဘက်ကလည်းဆင်ခေါ်မှုကိုလက်ခံခဲ့ကြပြီးတော့နှစ်ဖက်သားနာမည်စင်းသွင်းနေချိန်မှာမလမကန်ဘိုလင်ပစ်နေတဲ့ဘဲကြီးနဲ့ရင်းနှီးတယ်လို့ခံစားမိတာကြောင့်အနီးကတွားကြည့်ရတဲ့အခါမှာတော့ဘာလို့ဖြစ်နေပါလဲ။ဘလူးလော့မှာရှိစဉ်ကလေးကဒုက္ခပေးလာကြတဲ့ကောင်တွေကိုအခုလဲအားလက်ချိန်ထိလိုက်ပြီးတော့ဒုက္ခပေးနေကြတာကိုမြင်ရတဲ့အခါမှာကြော်ဘိုလိုမျိုးငါ့ကိုဘယ်ဘွားထိဒုက္ခလိုက်ပေးနေကြအောင်မလဲကွာဆိုပြီးတော့ပောက်ကွဲပါတော့တယ်။ brother တို့ကဘလူးလော့စီဇန်2ကြည့်ပြီးလို့စီဇန်3မစောင့်နိုင်လို့မန်ကာဖက်ချင်ပေမဲ့ဖက်ရမှာပြင်းနေတာပဲဖြစ်ဂမှုရှူတို့ဖက်ခဲ့လို့အချက်အလက်တွေမတိလိုက်တာမျိုးဖြစ်နေကျွန်တော်ရဲ့ recap channel လေးပါဝင်ရောက်ကြည့်ရှုနိုင်ပါတယ်အခုလို manga recap တွေကိုလည်းဒီနေ့တစ်ပိုင်းစီအားလို့တင်ပေးသွားပါမလို့ like and subscribe လုပ်ပြီးတော့ notification လေးကိုနှိပ်ခဲ့ပြီးဖို့တောင်းဆိုပါရစေနောက်တစ်ပိုင်းမှာပြန်တွေ့ကြတာပေါ့